ကိုယ်စိတ်ကလေရမ်းမဲနှုတာပဲသိလားအဲ့လွမ်းစရာဆွေးစရာဆိုရင်ဘိုးဝေးရရှောင်းနေလွမ်းတဲ့တန်ဆိုလည်းမခံနိုင်ဘူးပေါ့နော်ဆွေးတာတွေဆိုလည်းမခံနိုင်ဘူးပေါ့ကျမလေးအမှတ်တရလေးတွေကိုကျမပြောပြအောင်မယ်သိလားငငယ်ရဆိုရင်ကွယ်အဲ့လိုဗီဒီယိုတွေရုပ်ရှင်တွေကြည့်ပြီးဆိုရင်ပေါ့လေကျမအဲ့မင်းသားမင်းသမီးပေါင်းတဲ့အခန်းတို့မိသားစုပျော်ပျော်ရွှင်ရွှင်နဲ့ရိုက်တဲ့ဇာတ်ကားဆိုရင်ကြည့်တယ်ဟာတာကားဆိုရင်အရမ်းကြိုက်တယ်ဟာတာကားဆိုကျမအရမ်းရှိတာရီရမယ့်ဇာတ်ကားဆိုကြိုက်တယ်ပေါ့နော်အဲ့လိုလေမိသားစုတွေကွဲရတယ်ခွာပြီးနေကြရတယ်ပေါ့နော်အဲ့လိုချစ်သူတွေတယောက်နဲ့တယောက်အဲ့လိုကြွေကွင်းရတယ်ဆိုရင်ကျမမကြည့်တာများတယ်သိလားအဲ့ဒီမမက်ရရပါအဲ့ရင်ခွင်နန်းတော်တို့မောက်မှုပိုင်းရှင်တို့နှစ်ယောက်တိမ်မက်တို့ဆိုရင်ကျမကအဲ့ဇာတ်ကားလေးဆိုမမက်ရရကြီးဘာလို့ဆိုရင်ထဲမှာလေအဲ့လိုဝမ်းနေနေခဲ့ရလို့အဲ့ဇာတ်ကားကြီးသွားကြည့်ပြီးဆိုပြန်လာရင်ငိုရတာသိလားငိုပြီးတော့ပြန်ခဲ့ရတဲ့ဇာတ်ကားတွေပေါ့ကွယ်အဲ့နဲ့ပတ်သက်လို့ပေါ့ကွယ်အဲ့ငိုကိုကလေတိတာဟိုငငယ်ကဆိုရင်ပေါ့ကွယ်အဲ့လို TV ကိုပေါ့ TV ကလာတဲ့ဇာတ်ကားလေးတွေအဖြူမဲ့ခစ်ကပေါ့ TV ကလာတဲ့ဇာတ်ကားလေးတွေဆိုရင်ကျမတို့လူတွေအများကြီးနဲ့ကြည့်ကြရတာပေါ့ကွယ်အဲ့လိုကလေးတွေအဖွဲတို့လူကြီးတွေအပြိုပေါက်စားတွေပေါ့လူကြီးတွေရောပေါ့ကြည့်ရကိုကအဲ့ဇာတ်ကားထဲမှာကွယ်ငိုစရာခန်းတွေပါပြီးဆိုရင်လေဟိုမင်းသားနဲ့မင်းသမီးကမငိုသေးဘူးကိုကမျက်ရည်ရင်ကျနေပြီသိလားအဲ့တော့မျက်ရည်ကျတာကိုလေဘေးကလူတွေမြင်มาလဲဆိုတော့အဲ့တော့မီးရလေဒီလိုကြီးမကောင်းဘူးပေါ့ကွယ်မီးတွေပြက်နေတဲ့အချိန်ဆိုတော့ကိုငိုနေတာလဲသူများမြင်มาဆိုတော့TV ကြည့်တာအိမ်ထဲမှာကြည့်တာပေါ့နော်အပြင်ဘက်ဝင်ရနာလေးဘက်ကိုကထွက်ပြီးတော့ဒီမျက်ရည်တွေကိုတွန်းချတာပေါ့ကြီးအဲ့မျက်ရည်တွေတွန်းချတော့တရက်ကကွယ်အဲ့ဒီအိမ်ကအဖွားကြီးอ่ะပေါ့နော်တက်80ကျော်ပြီသိလားကိုကမှဝမ်းနေလို့ငိုမျက်ရည်တွေတွန်းချသူကအဲ့နေရာမှာခေါင်းလျှော်ပြီးတော့သပင်ရဖားရကြီးနဲ့မီးတွေကပြက်နေရောအင်ကြီးကအဖြူကြီးဝတ်ထားရောအဲ့ဒီဝရဏကနေပြီးတော့မှ तू ကတိတ်ပိတ်ပိတ်ချင်းတွေတက်လာတာပေါ့ကွယ်တိတ်ပိတ်ပိတ်ချင်းတက်လာကိုကမျက်ရည်တွေကိုအောက်ကိုတွန်းချပြီးတော့ဝရဏလေးပဲလဲကြည်လိုက်ရော तू ကတိတ်ပိတ်ပိတ်ချင်းနဲ့အင်ကြီးကအဖြူသပင်ကြီးကဖားရကြီးဆိုတော့ကိုကလန့်တာပေါ့ကြောက်တာပေါ့နော်အော်ကိုကတော့အပြင်မှာကိုတယောက်တည်းလေဝရဏဘက်မှာကိုတယောက်တည်းဆိုတရေများလားဆိုပြီးတော့ပေါ့ဟဲသိလားကိုမှကြောက်ပြီးတော့ငိုတဲ့မျက်ရည်တွေတောင်ဘယ်ရောက်သွားတယ်မသိဘူးဝယုံသုံးကားနဲ့အဲ့အိမ်ထဲကိုအတင်းဝင်ပြေတော့ဘာဖြစ်တာလဲဆိုပြီးရှစ်ကြတာပေါ့ကွယ်အဲ့ဟာလေးကတော့အမှတ်တရပဲသိလားငငယ်ရဆိုရင်လေအဲ့ဇကားထဲမှာဗီဒီယိုဇကားတွားကြည့်ရအောင်ဟေ့ဆိုရင်အဲ့ဇကားမင်းသားနဲ့မင်းသမီးကပေါင်းလားမပေါင်းဘူးဆိုမကြည့်ချင်ဘူးမိသားစုဝမ်းနေရတဲ့ဇကားဆိုရင်မကြည့်ဘူးအဲ့ဇကားတွေဆိုမကြည့်ချင်ဘူးဘာဖြစ်လို့ဆိုတော့လေဇကားမဲ့တော့တည်တယ်ဒါပေမဲ့လေကိုရီးယားစိတ်ကိုနစ်ပြီးတော့လေခံစားတတ်တဲ့သူဆိုတော့ပေါ့ကွယ်သိလားအဲ့ဒါလေးမကြည့်ဘူးဝမ်းနေရမယ့်ဟာဆိုလည်းမကြည့်ဘူးလွမ်းရမယ့်ဟာဆိုလည်းမကြည့်ဆွေးရမယ့်ဟာဆိုလည်းမကြည့်ဘူးသိလားအဲ့တော့ကြတော့ပေါ့နော်ဟိုဘာပဲဖြစ်ပါလေသိလားအခုအဲ့ချိန်တော့ပြည့်ကင်းစင်ကြတဲ့အရွယ်လေးတွေဆိုတော့ပေါ့ကွယ်အရာအားလုံးကပေါ့နော်အမှတ်တရလေးတွေတော့ဖြစ်ပြီးကြံခဲ့တာပေါ့နော်